ဂါယစ်တခုမှာချာလီကသူ့ဇနီးဆာယာကသူ့မွေးနေ့မှာအဖြစ်လက်ဆောင်ပေးထားတဲ့လေရင်ကိုပြုပြင်နေတယ်။ဆာယာကချာလီကိုလန်ဒန်မှာကျင်းပမဲ့စီးပွားရေးညီလာခံတစ်ခုအတွက်မကြာခင်ထွက်ခွာတော့မယ်လို့ပြောဖို့လာဖြစ်တယ်။ဆာယာကသူ့နဲ့အတူလန်ဒန်ကိုသွားဖို့ထပ်မံဖိတ်ကြားပေမဲ့ချာလီကအလုပ်တွေအများကြီးရှိလို့မသွားဘူးလို့ညင်းဆိုတယ်။တစ်ချိန်မှာတော့ချာလီဟာရဲဌာနချုပ်ကိုရောက်လာတယ်။သူ့ရဲ့ရှိုးဝက်ချက်ဖော်ထုတ်ခြင်းနဲ့ချုပ်ဆိုချက်ဆိုင်ရာဌာနကိုရောက်ဖို့အစိုးရလုံခြုံရေးစကင်နာတွေကိုဖျက်သွားရင်းသူကိုယ်တိုင်တီထွင်ခဲ့တဲ့စကင်နာစနစ်တွေလည်းပါပါတယ်။အလုပ်ကိုစလုပ်ချိန်မှာသူကမကြာခဏဆက်သွယ်လေးရှိတဲ့ရှိုးဝက်ပုဂ္ဂိုလ်တူဖြစ်တဲ့အင်ချူဝီလင်းထံမှ message တစ်ဆောင်ရလာတယ်။အမြဲတမ်းလိုပဲအင်ချူဝီလင်းကသူ့ကိုတန်မိုးကြီးရဲ့ရှိုးဝက်တင်ပြစာတွေရောင်းဖို့လာတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ရဲကိုအနေနဲ့ဖြစ်နိုင်တဲ့အချက်လက်တွေပါဝင်တယ်လို့တတိပေးလာတယ်။ချာလီကသူတို့ဒီနေရာကိုခံမှန်းကြည့်ပြီးအစ္စတန်ဘူလို့ပြောတယ်။ဒါပေမဲ့အင်ချူဝီလင်းကမျက်နှာမလို့ပဲပြန်ဆိုတယ်။အဲ့ဒီနောက်ချာလီကအချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာဖို့ကြိုးစားတယ်။ဒါပေမဲ့ညံကောင်းတဲ့သူတောင်ဒီကုတ်ကိုမဖော်နိုင်ဘူး။နေ့လည်စာပြီးနောက်ချာလီဟာသူ့ရဲ့ရုံးပြန်ရောက်လာပြီးဆာယာကဖုန်းခေါ်တယ်။သူကလန်ဒန်ကိုရောက်နေပြီလို့ပြောတယ်။ဒါပေမဲ့ချာလီကရှေးဆက်တင်တည်ပြီးသားဖြစ်ပြီးဆာယာကိုရှိုးဝက်စွာစောင့်ကြည့်နေခဲ့တယ်။သူတို့မကြာခဏစကားပြောကြပေမဲ့ချာလီကမျောလင့်နေတဲ့အချက်လက်တွေကိုပြန်သွားခြင်းလို့စိတ်မတည်ဘူး။ကုတ်ကိုမဖော်နိုင်တာကြောင့်သူကသူ့ကွန်ပျူတာကိုရှိုးဝက်ဧရိယာထဲသို့ယူသွားတယ်။အဲ့ဒီမှာပုံမူတိကျတဲ့စနစ်တွေကသူ့ကိုအကူအညီပေးတယ်။အချိန်နဲ့ငယ်ကြာပြီးနောက်သူကနောက်ဆုံးချက်လက်တွေကိုဖွင့်နိုင်သွားတယ်။ဒါဟာသူ့ကိုလုံးဝအားသင့်စေတယ်။ဒီစာရွက်စာတမ်းတွေမှာအစိုးရအဆင့်ထိအတည်ပြုပြီးဖုံးကွယ်ခဲ့တဲ့လေယာဉ်မှတ်သားတိုက်ခိုက်မှုတစ်ခုဟာကိုယ်တိုင်ဖျက်ဆီးမှုအဖြစ်လက်ပတ်တင်ဆက်ထားတာပါ။သတင်းမီဒီယာတွေထဲမှာမျှော်လင့်ခဲ့တဲ့အတိုင်းလူ150ကျော်သေးဆုံးတယ်လို့သတင်းထုတ်ပြန်ထားပြီးဒါထဲမှာပြင်သစ်အထူးတပ်ဖွဲ့ဝင်များနဲ့ဒိမတ်တပ်မတော်သားများပါဝင်တဲ့ဒီအလုံးငန်းစဉ်တစ်ခုလုံးကိုစီမံခန့်ခွဲခဲ့တဲ့သူကချီမှုဖြစ်ပြီးသူကလည်းချာလီရဲ့အထက်အရာရှိဖြစ်တယ်။အဲ့ညမှာချာလီကသူ့အိမ်မှာဆာယာကိုဖုန်းခေါ်ကြည့်တယ်။ဒါပေမဲ့ဆာယာကမကိုင်လို့ချာလီက message ချန်ထားလိုက်တယ်။နောက်နေ့မနက်ချာလီကရုံးရောက်လာတော့မူကသူ့ကိုစောင့်နေတယ်ဆိုတာကိုတွေ့ပြီးအံ့ကြတယ်။မူကချာလီကိုမကြသေးခင်မှ CIA အဖွဲ့အုပ်ချုပ်ရေးမှူးဖြစ်ခန့်ခံထားတဲ့အိုပြိုင်ရန်ရဲ့ရုံးထဲကိုခေါ်သွားတယ်။အိုပြိုင်ရန်ကရှင်းပြတယ်လန်ဒန်မြို့ကဟိုတယ်တစ်ခုမှာတိုက်ခိုက်မှုအကြမ်းဖက်ဖြစ်ပွားခဲ့ပြီးဆာယာကအကြမ်းဖက်မှုတွေအတွက်တေဆုံးခဲ့တဲ့သူတွေကတဦးဖြစ်တယ်။ချာလီကအဲ့ဒီကိုမယုံနိုင်ဘူးဆိုပြီးဆာယာကိုဖုံးပြန်ခေါ်ခြင်းတယ်လို့ပြောတယ်။ဒါနဲ့မူကရုပ်သံ TV ကိုဖွင့်ပြီးသတင်းပြသလိုက်တယ်။သတင်းထုတ်လွှင့်သူကရှင်းပြနေတယ်မတော်တဆဖြစ်ပွားမှုအချိန်မှာတော်လန်ရေးသမားလေးဦးဟိုတယ်ထဲကိုဝင်ရောက်ခဲ့ပြီးလူလေးဦးကိုဖမ်းဆီးကာထဲက2ဦးကိုတက်ခဲ့တယ်လို့အဲ့ဒီနောက်မူကဟိုတယ်ရဲ့လုံခြုံရေးဗီဒီယိုမှတ်တမ်းကိုပြသတဲ့အဲ့မှာတုံ့နှုတ်ထွက်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီးဗျူဟာလှုပ်ရှားမှုတွေကိုမြင်ရပြီးဆာယာကအနေနဲ့တကယ်ပဲတည်ဆုံးခဲ့တယ်ဆိုတာအတည်ပြုတယ်။ချာလီကသူ့အိမ်ပြန်ရောက်ချိန်မှာသတင်းစာသမားနဲ့ငယ်မဟုတ်ပဲ10ခန်းကျော်တဝိုက်မှာမင်းမြတ်စရာနဲ့စောင့်နေကြပြီးရဲတွေကလည်းသူတို့ကိုကြုံမလာအောင်ကာကွယ်နေရတယ်။မိတ်ဆွေတဦးကချာလီကိုသတင်းစာသမားတွေစီမှာမထိခိုက်ပဲအိမ်ထဲဝင်နိုင်အောင်ကူညီပေးတယ်။နောက်နေ့မှာချာလီကအဖြစ်ပြက်ပေါ်တန်တရားဖြစ်နေတဲ့အတွက်ချီပမှုနဲ့ထိတ်တန့်ကြီးကကေးလက်ကိုတိုက်ရိုက်စစ်ဆေးတယ်။လန်ဒန်တမြို့လုံးကလုံခြုံရေးကင်မရာထောင်ကြားကနေတော်လန်ရေးသမားတွေဘလို့ရှိုးဝက်ပြီးဝင်နိုင်ခဲ့ကြတာလဲဆိုတာချာလီမယုံနိုင်ဘူးအထူးသဖြင့်လမ်းပိတ်တွေထဲကိုရင်မောင်းဝင်ခဲ့ကြတာအထိဖြစ်နေတာဆိုတာသူ့အတွက်နားမလည်နိုင်ဘူး။မူကလိလာစစ်ဆေးနေတယ်လို့ကတိပေးပေမဲ့ကေးလက်ကသူ့ကိုအိမ်ပြန်သွားဖို့ပြောတယ်။နောက်နေ့မှာချာလီကလေးစိတ်သွားပြီးဆာယာရဲ့ရုပ်လောင်းတဲ့ပစ္စည်းတွေအခင်းချင်းကိုခံယူတယ်။အိမ်ပြန်ရောက်တဲ့အခါချာလီကဆာယာရဲ့ခီးသွားအိတ်ကိုဖွင့်ကြည့်တယ်။အဲ့ဒီထဲမှာဆာယာကသူ့အတွက်ဝယ်ထားတဲ့လက်ဆောင်တစ်ခုကိုတွေ့တယ်။ဒါကြောင့်သူစိတ်ကြရောက်ပြီးရွေးမရနိုင်အောင်ကြဲကြဲပြက်ပြက်ဖြစ်သွားတယ်။အိမ်မှာနေရတာပင်မလို့ချာလီကပြန်လဲလုပ်ဝင်ပြီးအကန့်အသတ်ထားတဲ့ကွန်ပျူတာကိုအသုံးပြုပြီးဟိုတယ်နဲ့နီးစပ်တဲ့လမ်းတွေကလုံခြုံရေးကင်မရာတွေကိုချိတ်ဆက်ဖောက်ထွင်းတယ်။ချာလီကဖြစ်ရစင်တွေကိုအချိန်လိုက်တစ်ဆက်တည်းစဉ်းစားပြီးပြန်လဲဖော်ပြကာသူ့ရဲ့အထက်အရာရှိတွေစီတို့တင်ပြတယ်။တော်လန်ရေးသမားလေးဦးဟာ EN ကရင်တစည်းခိုးယူပြီးနောက်ဟိုတယ်ကိုဝန်ထမ်းဝင်ပေါင်းမှဝင်ကြတယ်။သူတို့ကပညာရှိတယ်လို့လှုပ်ဆောင်ပြီးမိဖို့တစိမ့်များနဲ့ DNA မြင့်အနေနဲ့အရာကိုတတ်တရရက်ဖျက်ရှင်းခဲ့ကြတယ်။ကုမ္ပဏီရဲ့လုံခြုံရေးဝန်ထမ်းတဦးကဒေါသထွက်လာတဲ့အချိန်တော်လန်ရေးသမားတဦးကပြစ်ခတ်တော်လန်လိုက်တယ်။ဒီလိုနဲ့လုံခြုံရေးဝန်ထမ်းတဦးတေဆုံးခဲ့ပြီးတဦးကတော့စေယုံတင်ဖို့အရေးပေါ်အခြေအနေနဲ့ဝင်ခဲ့တယ်။လုံခြုံရေးဝန်ထမ်းတွေကိုချက်ချင်းတီးပေးခဲ့ပြီးသူတို့ကလည်းရဲတွေကိုခေါ်ခဲ့ပါတယ်။ဖမ်းမိမခံပဲအဆောက်အုံတွေကထွက်ဖို့တမင်တကာစူးစမ်းတဲ့တော်လန်ရေးသမားတွေအဖွဲ့ကအစည်းအဝေးကမ်းမထဲကိုဝင်သွားပြီးလူချို့ကိုအကယ်ဒဏ်ခံလိုက်ပါတယ်။ဆာယာကိုဖမ်းဆီးခံလိုက်ရတာကတချို့အစည်းအဝေးတက်လာသူတွေကိုလွတ်မြောက်ဖို့ကူညီခဲ့တာကြောင့်ဖြစ်ပါတယ်။ချာလီကအတန်းနဲ့မျက်နှာအတွင်းပြင်တွေကိုချက်ချင်းချုပ်ချယ်သိရှိနိုင်တဲ့နည်းပညာကိုအသုံးပြုပြီးတော်လန်ရေးသမားလေးယောက်ရဲ့ကိုယ်ရေးအချက်လက်တွေကိုသိလာပါတယ်။သူတို့ကတော့မော်စကိုမြို့ကမစ်ရှက်ကတောင်အာဖရိကအထူးစစ်တပ်မှအဖွဲ့ဝင်ဟောင်းလော်ယင်းစ်နာယန်စစ်သားဟော့စ်သတင်းချက်လက်ဌာနအရာရှိဟောင်းဂရက်ချင်တို့ဖြစ်ပါတယ်။ခေလက်နဲ့မော်ရိုကမျက်နှာထဲမှာတုံ့ပြန်မှုမရှိတာကိုတွေ့ပြီးနောက်မှာချာလီကသူတို့ကဒီအကြောင်းတွေကိုအရင်တုန်းကသိပြီးသားဖြစ်တယ်ဆိုတာကိုသိလာပါတယ်။သူတို့ကချာလီကိုဒီကိစ္စမှာကျွန်တော်တို့အလုပ်လုပ်နေပြီးလို့ပြောပြီးစိတ်ကျန်းမာရေးကုထုံးအတွက်ဆရာဝန်ကိုတွေ့ဖို့ညွှန်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာချာလီကကတ်ထဲမှာချစ်တစ်ခုကိုဖျောက်ပြီးလုံခြုံရေးစကင်နာတွေမသိနိုင်အောင်ထဲကုတ်ဝင်နိုင်ခဲ့ပါတယ်။သူ့ရဲ့ရုံးမှာရှိုးဝက်ဖိုင်တွေကိုပုံနှိပ်ပြီးပရင်နာပေါ်မှာစကင်နာတစ်ခုသုံးပြီး digital မိတ်တူထည့်လုပ်ခဲ့ပါတယ်။ညကတော့ချာလီကဘာတစ်ခုကိုသွားပြီးဂျုံဘော့စ်ကိုမျက်စိမလွဲမလားကြည့်နေခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ချာလီကသူ့ရဲ့အထက်အရာရှိတွေနဲ့တခြားထပ်မံအကြိမ်ကြိမ်ထပ်ပြောခဲ့တဲ့ပုံစံနဲ့တိုက်ခိုက်စကားပြောခဲ့ပါတယ်။မူရဲ့ညဉ့်ညမ်းတဲ့စစ်စင်ရေးတွေအားလုံးကိုဖော်ပြပေးခဲ့ပါတယ်။ဥပမာဆီးရီးယားကစေယုံကိုပုံကျဲခဲ့တာရီမေမှမိဖက်စစ်အခြေစိုက်စခန်းကိုထိုးဖောက်ခဲ့တာဒါတွေကြောင့်လူပေါင်းထောင်ပေါင်းများစွာတေဆုံးခဲ့တယ်။နောက်ဆုံးမှာချာလီကသူ့မှာအသက်ဆုံးသွားရင်အချက်လက်တွေထွက်ပေါ်လာမဲ့အသေးမင်းခလုတ်တစ်ခုကိုဖွင့်လိုက်ပြီးလို့ကြွေးကြော်ပြောလိုက်ပါတယ်။သူက9နာရီတိုင်းကုန်းနံပါတ်တစ်ခုမထည့်ရင်တက်တေများကိုကမ္ဘာရေးအကြီးဆုံးသတင်းဌာနများထံပေးပို့သွားမယ်လို့ပြောပါတယ်။သူ့တန်ပိတ်ပေးမှုအတွက်အစားအဖြစ်ချာလီကအောက်ပါယာတွေကိုတောင်းဆိုလိုက်ပါတယ်။ ACIA မှပြည်စုံတော်လေးချင်းတင်ကြားမှုအတုလူမျိုးမှတ်ပုံတင်စာရက်စာတမ်းများငွေသားပြေးဝင်နိုင်တဲ့တင်နဲ့နောက်ဆုံးတော့ဆာယာကိုတက်ခဲ့သူများအကြောင်းသတင်းချက်လက်အစည်းအဝေးပြီးသွားတာနဲ့ချာလီကသူ့ကားထဲကိုပြန်သွားပြီးစိတ်ဖိစီးမှုကြောင့်အန်လိုက်ခဲ့ပါတယ်
ရုံးထဲမှာတော့မူကတင်မင်းခလုတ်ဆိုတာလှည့်ဖျားမှုတစ်ခုပဲလို့ပြောတော့လေခေလက်ကအဲ့ဒါကိုအနေရယူစမ်းမလို့မရဘူးလို့ပြောပါတယ်အကယ်၍တကယ်လှည့်ဖျားမှုတစ်ခုပဲဆိုရင်တော့သူတို့ကဖွင့်ဆက်ကိုရှာပြီးလေ့ကျင့်ရေးအတွင်းမှာမတော်တဆတေဆုံးမိအဖြစ်အပျက်တစ်ခုစီစဉ်နိုင်တယ်လို့ပြောကြသည်တစ်ချိန်ကြာမှခေလက်နဲ့သူ့အဖွဲ့ကချာလီကရှိုးဝက်ဖိုင်တွေကိုမိတို့ကူးယူခဲ့တယ်ဆိုတာနားလည်ဖို့စူးစမ်းနေကြပါတယ်သူတို့ကတွင်းထုတ်ပစ္စည်းကူယူဆက်တစ်ခုသုံးခဲ့ဝယ်ရှိကြောင်းဆွေးနွေးကြပါတယ်အချက်လက်ခိုးယူတဲ့ဆက်ဟာသူတို့ရဲ့လုံခြုံရေးကွန်ပျူတာတွေမှာအလုံးမလုံးနိုင်ပေမဲ့ပရိနာပေါ်မှာတော့အလုံးလုံးနိုင်ပါတယ်သူတို့ကချာလီကဖိုင်တွေကိုစာထုတ်ဆက်စီပို့ပြီးတန်လိုက်ကတွင်းချင်းစနစ်တစ်ခုနဲ့ဒေတာတွေကိုကူးယူထားတာဖြစ်နိုင်တယ်လို့ခံမှန်းတယ်လုံခြုံရေးဗီဒီယိုတွေစစ်ကြည့်ရမှာချာလီကတန်လိုက်ကတွင်းချင်းစနစ်တစ်ခုကိုစိုင်းတစ်ခုကဝယ်ခဲ့တာတေချာသိလာတယ်ဒါပေမဲ့သူကအဲ့ဒီတန်လိုက်ကချက်ကိုဘလို့စောက်အောင်နဲ့တွင်းပြီးပြန်ထုတ်တင်နိုင်ခဲ့တယ်ဆိုတာကိုတော့မသိနိုင်သေးပါအဖွဲ့ကချာလီရဲ့အိမ်ကိုရှာပြီးနောက်မှာသူကဘာတစ်ခုကိုနှစ်ကြိမ်သွားခဲ့တယ်ဆိုတာသိလာတယ်သူတို့ကအဲ့ဒီဘားကိုသွားပြီးစစ်ကြည့်တယ်အဲ့ဒီမှာဂျုံဘော့စ်အောက်ကနေအဖားရဲ့ CD တစ်ချက်ကိုတွေ့တယ်ခေလက်ကဂျုံဘော့စ်စရင်ထဲကနေအဲ့ဒီ CD ကိုရွေးပြီးဖွင့်ကြည့်တယ်အဲ့ဒီ CD မှာအတန်တွေမထွက်ပဲစူညံတန်ပဲကြားရတာကြောင့်သူတို့ကချာလီထားခဲ့တဲ့ CD ကိုထုတ်ယူလိုက်တယ်တစ်ဖက်မှာတော့ချာလီဟာ ACIA ကက်ချာရဲ့လေ့ကျင့်ရေးစခန်းတစ်ခုကိုရောက်လာပြီးကာနယ်ဟန်နာဆင်ကနေကြိုးဆိုခံလိုက်ပါတယ်သူတို့ကပြစ်ခတ်ရေးရလေ့ကျင့်ခန်းမှာစတင်တယ်ဒါပေမဲ့ချာလီကပြစ်မှတ်ကိုမှန်မှန်ကန်ကန်မထိနိုင်တဲ့အတွက်အရန်မကောင်းတဲ့ပြစ်သမားဖြစ်နေပါတယ်သူဟာပြစ်မှတ်အနီးဝေးတောင်မတက်နိုင်တဲ့အထိသွားမှတိကျတဲ့နေရာကိုပြစ်နိုင်တယ်ဒါပေမဲ့ဘုံပြုတ်လုပ်ခြင်းအပေါ်တော့ချာလီကများစွာအောင်မြင်စွာအလုံးမြင်ဆန်ဆန်လှုပ်မှန်ပြီးဟန်နာဆင်ကိုအံ့အားသင့်စေခဲ့တယ်နောက်ထပ်အဆင့်မှာတော့ချာလီကသူ့ရဲ့အထုကိုတဲ့တစ်ကိုတင်ယူဖို့လိုလာတယ်ဒါကြောင့်ဟန်နာဆင်ကဖိအားပေးလက်နဲ့ကုတ်တခန်းလုံးထဲမှာအပြေးလွှားလုပ်ပြီးချာလီကဖီစီမှုအောက်မှာတောင်သူ့တစ်တင်ထားတဲ့ကိုရေးချက်လက်တွေကိုမှတ်မိတတ်အောင်လေ့ကျင့်ခိုင်းတယ်နောက်ဆုံးအနေနဲ့သူတို့ကအတူလူမျိုးမှတ်ပုံတင်စာရဲစာတမ်းများကိုပြုလုပ်ပြီးစီးတယ်အဲ့ညမှာတော့ဟန်နာဆင်ဟာချာလီရဲ့အခန်းကိုလာရာနင်းကလူသက်သမားမဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့ချာလီကငါတရားမျှတမှုရချင်တာလို့စက်တိုက်တယ်ဒါနဲ့ဟန်နာဆင်ကတင်းနဲ့တက်လက်အသက်အေးကိုထုတ်ပြီးချာလီကိုသူ့ရင်ဘက်ကိုလမ်းပစ်ဖို့ပြောတယ်ချာလီရဲ့လက်တွေကတုံရည်ဆဲဖြစ်ပြီးနောက်ဆုံးမှာတော့တင်းနဲ့ကိုပြန်ချလိုက်တယ်အခြားတစ်ဖက်မှာတော့ရုံးရဲကစုံစမ်းရေးရာရှိတွေက CD ထဲကအချက်လက်တွေကိုပေါ်ထုတ်ဖို့နိုင်ပေါင်းများစွာကုန်ပြီးမှချာလီကအသေးမင်းခလုတ်ဆိုတာဟန်ပြမှုတစ်ခုပဲဖြစ်တယ်ဆိုတာကိုသိလာကြတယ်သူတို့ကချက်ချင်းသူတို့ရဲ့အထက်ရာရှိတွေကိုအတိပေးလိုက်တယ်ဒါပေမဲ့ချာလီကသူတို့ကိုစောင့်ကြည့်နေထဲအကျယ်တယ်ဆိုတာသူတို့မသိကြပါဘူးအမှန်ကတော့သူ့ ID page ထဲမှာဖျောက်ထားတဲ့ chip ကအမှန်တကယ်တော့စပိုင်ဆက်တစ်ခုဖြစ်ပြီးသူ့ထက်ရာရှိတွေကိုပေးထားတဲ့ file တွေမှာထည့်သွင်းထားတာဖြစ်ပါတယ်မူကအဲ့ဒီအချက်ကိုတီချင်းချင်းဟန်နာဆင်ကိုချက်ချင်းဖုန်းခေါ်လိုက်တယ်မူကချာလီကိုဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ချာလီကရှေးစွာထွက်ပြေးပြီးသားဖြစ်နေပါတယ်ဖုန်းကိုပြီးပြတ်ချိန်မှာမူကဖိုင်တွေမှာထိုးဆွဲထားတဲ့ဆက်လေးကိုမြင်သိလိုက်ပြီးချာလီကိုတိုက်ရိုက်ပြောပါတယ်ဒါကရာဇဝတ်မှုနိုင်ငံကိုတစ္ဆာဖောက်ခြင်းဖြစ်တယ်လို့ချာလီကသူ့နားမှာရှိတဲ့နားချက်ကိုဖြုတ်လိုက်ပြီးလေရင်စီးဖို့သွားပါတယ်ချာလီကလန်ဒန်ကိုရောက်တဲ့ချိန်မှာစစ်ဆေးရေးဖြတ်ပြီးပါရီကိုသွားဖို့စတင်လိုက်ပါတယ်သူသုံးရဲ့အတူနဲ့ဖောင်ပြအတူလက်မှတ်ကို CIA ရဲ့ကွန်ပျူတာမှာတွေ့သွားတာကြောင့်မူကဟန်နာဆင်ကိုချာလီနောက်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ချာလီကပါရီရောက်တဲ့ချိန်မှာကြက်ချင်ရှိတတ်တဲ့ဇာတောက်ဆိုင်ကြီးကဟိုတယ်ခန်းကိုငှားပါတယ်နောက်ဆုံးတော့ကြက်ချင်ကမြင်တွေ့ဖို့အနီးနားကိုလာပါတယ်ဒါကြောင့်ချာလီကသူ့မရဲ့ဖုန်းကိုချိတ်ဆက်ပြီးခြေရာခံနိုင်တဲ့အနေထားရလာပါတယ်ဒီနေ့လုံးချာလီကကြက်ချင်အိမ်ရှိမှာစောင့်နေတာနဲ့သူမထွက်သွားတဲ့အခါမှာအခွင့်အရေးယူပြီးတက်သွားပါတယ်အိမ်နယ်မြေတွင်းကငါးသူတအူးကထွက်လာတဲ့အခါချာလီကအဲ့ဒီအခွင့်အရေးကိုယူပြီးအတွင်းကိုဝင်ခဲ့ပါတယ်သူကအွန်လိုင်းဗီဒီယိုကိုလိုက်ပြီးကြက်ချင်အိမ်ရဲ့ဖိနှက်ဖွင့်တော့တောဖွင့်လေးကိုတုံးပြီးတကားဖွင့်လိုက်ပါတယ်အိမ်ထဲကိုဝင်ပြီးနောက်ချာလီကရှာဖွေရင်းကြက်ချင်ရဲ့အလုပ်စရာကိုရိုက်ယူလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထိုင်ကုန်ထဲကတင်းနဲ့တလက်ကိုတွေးလိုက်ပြီးသူ့အိမ်ကိုယူသွားဖို့ဆုံးဖြတ်လိုက်ပါတယ်တစုံတယောက်နီးလာတယ်ဆိုတဲ့ခြေရာခံဆက်ကအတိပေးလိုက်တဲ့အချိန်မှာတော့ချာလီကရှောင်ပြေးပြီးလေကားမှာနေရင်ကြက်ချင်ကိုစောင့်ပါတယ်ဒါပေမဲ့ကြက်ချင်ပြန်ရောက်တဲ့အချိန်မှာတော့ချာလီကတင်းနဲ့မပြစ်နိုင်ဘဲနဲ့ဆုံးဖြတ်လို့မရပါဘူးစိတ်ပြက်လက်မကျဖြစ်နေတဲ့အချိန်မှာသူဟိုရဲကိုပြန်ပြေးပြီးတာယာဖွင့်ရွှေဆိုတဲ့သူနဲ့တွေ့မယ်လို့မိမိကိုလိန်ပြောပါတယ်စိတ်သက်သာလာတဲ့အခါသူရိုက်ထားတဲ့ဓာတ်ပုံတွေကိုတိတိကျကျကြည့်လိုက်ပြီးကြက်ချင်ကဆေးရုံကိုမကြာခဏသွားနေတာကိုသိလိုက်ပါတယ်သူမရဲ့ကျန်းမာရေးမှတ်တမ်းကိုဟက်ခလုတ်ရမှချာလီကကြက်ချင်မှာအာလီဂျီတမတဲမှုရှိတာကိုသိသွားပါတယ်နောက်တနေ့မနက်မှာချာလီကပန်းများကြီးဝယ်ပါတယ်အဲ့ဒီနောက်သူကကော်ဖီဆိုင်မှာကြက်ချင်ကိုမြင်သွားတဲ့အထိစောင့်ပြီးနောက်သူမနောက်လိုက်ပြီးဆေးရုံကိုသွားပါတယ်ကြက်ချင်ကစမ်းသပ်မှုတချို့ခံနေရင်ဆရာဝန်ကကွန်ပျူတာမပြန်လုပ်တာကိုသတိထားမိပြီးအကူအညီတောင်းဖို့အတွက်အခန်းထဲကထွက်သွားပါတယ်အဲ့ဒီအချိန်မှာချာလီကဆရာဝန်ဖြစ်သွားဝတ်ထားပြီးအခန်းထဲဝင်လာကကြက်ချင်ကိုဆက်ထဲမှာပိတ်လိုက်ပါတယ်ကြက်ချင်ကကြောက်သွားပြီးမသက်သာဖြစ်လာပြီးမဲ့ချာလီကညှိမိနေပြီးအဲ့ဒီဆက်ထဲကိုဖဲမြင့်မှုဖြစ်နေပါတယ်ဆရာဝန်နဲ့တူနာပြုကအတန်ကြားပြီးအခန်းကိုဝင်ဖို့ကြိုးစားပေမဲ့တကားကိုပိတ်ထားတာကြောင့်မဝင်နိုင်ပါဘူးကြက်ချင်ကအာလီဂျီကြောင့်ခန္ဓာကိုယ်အားမရှိတော့ပြီးချာလီကသူမကိုပြန်ကူညီပေးဖို့နေလန်းပြောပါတယ်ဆာယာကိုပြစ်သွားတဲ့ host ကိုဘယ်မှာတွေ့ရမလဲဆိုတာပြောပါလို့အာလီဂျီကြောင့်ကြက်ချင်ကမပြောနိုင်တော့ဘူးဒါကြောင့်ချာလီကစက်ကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့ကြက်ချင်ကသူ့ကိုစားပွဲပေါ်ကိုပြုတ်သွားအောင်တွန်းလိုက်ပါတယ်သူတို့နှစ်ဦးဟာအခန်းတစ်ခန်းလုံးမှာတယောက်ကိုတယောက်တစ်ခွန်ပြီးတင်းကျပ်စွာတိုက်ခိုက်ကြပါတယ်စာဖာစားပွဲနဲ့တံမုံတွေကိုတောင်းတုံးကြပါတယ်ချာလီကတင်းနဲ့ကိုထုတ်လိုက်တဲ့အချိန်မှာကြက်ချင်ကသူ့ကိုပြုတ်ချပြီးတကားဖွင့်ကပြေးထွက်သွားပါတယ်ချာလီကစိတ်မတန်ဘဲနဲ့သူမနောက်လိုက်ပြီးလမ်းပေါ်ကိုပြေးထွက်လာပါတယ်ဒါပေမဲ့တင်းနဲ့ပြစ်မယ်ဆိုတဲ့အချိန်မှာပဲကြက်ချင်ကကားတစ်စီးကချင်းလောင်ကားတိုက်ခံရသွားပါတယ်အဲ့ဒီကိုမြင်လိုက်တဲ့ချာလီကအန်တာပြီးတအောင်လို့ရင်သူမရဲ့ဖုန်းကိုယူဖို့အနားကပ်လိုက်ပါတယ်နောက်ဆုံးမှာတော့သူကပြေးထွက်ပြီးဆရာဝန်ဝတ်စုံကိုအမိုက်ပုံးနဲ့ပြလိုက်ပါတယ်ဟိုတယ်မှာချာလီကသွေးတွေကုန်စေးပြီးသူ့အိတ်တွေအပြင်ဆင်လုပ်တယ်အဲ့ညနေမှာတော့သူကဘတ်စကားဂိတ်ကိုသွားပြီးမာဆေးအထိမဲ့လက်မှတ်ကိုဝယ်လိုက်တယ်မကြခင်မှာပဲကြက်ချင်တေဆုံးတာနဲ့ပတ်သက်တဲ့သတင်းက CIA ထဲကိုရောက်သွားတယ်အိုဘရိုင်းကဒီအမှုကိုမင်းမြတ်နယ်မှုကတော့ကြက်ချင်ကိုသူတို့ဘက်ကတယောက်တည်းကပဲတက်သွားတာဖြစ်နိုင်တယ်လို့သာပြောလိုက်တယ်အဲ့ညတော့ချာလီကဘာတစ်ခုကိုသွားပြီးကြက်ချင်တေဆုံးမှုကြောင့်ဖြစ်လာတဲ့တာဝန်ခံမှုကိုမေ့ဖို့အရက်များတောက်တယ်သူကဆာယာကအကအမြန်ပြုတ်လုပ်နေတာကိုမြင်နေထင်ပြီးတက်ကြည့်လိုက်တော့သူမလို့သူမဟုတ်ပဲဖြစ်နေတယ်အဲ့ချိန်မှာပဲချာလီကဟန်နာဆင်ကိုသူ့နားကိုလာနေရမြင်ပြီးကြောက်လန့်သွားတယ်သူကလူတွေကိုတွန်းထုတ်ရင်းဘားကနေထွက်ပြေးပြီးလမ်းတွေကနေပြေးကဝက်ဖို့ဘားချားတစ်ခုကိုရှာတွေ့တယ်
ဒါပေမဲ့ဟန်နာဆင်ကအဲ့ဒီနေရာကိုလည်းလိုက်လာတဲ့ချာလီကချက်ချင်းရေဆောင်ခန်းထဲပြေးဝင်ပြီးတကားပိတ်တက်ခတ်လိုက်တယ်။ကံမကောင်းစွာနဲ့အဲ့ဒီရေဆောင်ခန်းမှာပြတင်းပေါက်မရှိတဲ့အတွက်ချာလီမှာထွက်လာဖို့အခြားနေမရှိတော့ဘူး။သူကဟန်နာဆင်နာကိုပြန်ပြေးလာပြီးဘာမှနားလည်နားထောင်ပြောဆိုကြတယ်။ဟန်နာဆင်ကချာလီကိုဘလို့ရှာတွေ့ခဲ့တယ်ဆိုတာပြောပါတယ်။ကရက်ချင်ရဲ့ဖုန်းကိုခြေရာခံလုပ်ပြီးနောက်ဖြစ်တာ။အနေငယ်ပြောကြပြီးနောက်ချာလီကသူ့ဖုန်းမှာမိုဘိုင်းဖုန်းကျဲစနစ်အတွက်အချိန်စရင်းတစ်ခုပြလိုက်ပြီးအခန်းထဲကပြေးထွက်သွားတယ်မကြခင်မှာရေဆောင်ခန်းအတွင်းဘုံပေါက်ကွဲသွားတယ်။ဘားတစ်ခုလုံးမှာအော်တန်နဲ့ရုံရင်မုံရင်ဖြစ်လာပြီးဟန်နာဆင်ကချာလီကိုမမြင်နိုင်တော့ဘူး။သူ့ဖုန်းထဲမှာရှိတဲ့ခြေရာခံစနစ်ကလည်းအလုံးမလုံးတော့ဘူး။နောက်တစ်နေ့မနက်မှာချာလီကအင်ကွီလင်းကိုဆက်သွယ်ပြီးသူတို့ရဲ့အကူအညီတောင်းတယ်ဒါနဲ့သူကကုန်သွယ်ရေးလေယာဉ်တစ်စင်းနဲ့တူရကီကိုထွက်ခွာတယ်အစ္စတန်ဘူလ်မြို့မှာချာလီဟာစားတောက်ဆိုင်တစ်ခုကိုသွားပြီးအင်ကွီလင်းကို message တစ်စောင်ပေးပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာဖုန်းတစ်လုံးတို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 းတိတ်တိတ်ဆိတ်ဆိတ်ကန်းနာနာမျက်စိကျသွားတော့ချာလီကအဲ့ဒီလူစီကိုမျက်တကတက်ရောက်ဖို့စူးစမ်းပါတယ်ဒါပေမဲ့အမျိုးသမီးတဦးကသူ့ကိုတားပြီးသူ့ဖုန်းကိုစစ်စစ်ကြည့်ကြည့်လို့ပြောပါတယ်နောက်တစ်ချက်မှာချာလီဟာစားတောက်ဆိုင်ကထွက်သွားတဲ့အဲ့ဒီအချိန်မှာပြန်လာတဲ့အမျိုးသမီးကသူ့စီကိုပြန်ရောက်ပြီးမိမိကအင်ကွီလင်းဆိုတာကိုအတည်ပြုလိုက်ပါတယ်သူမကချာလီရဲ့ဇနီးချောင်းကိုအပီးပြည့်တည်ပြီးသားဖြစ်တဲ့အတွက်သူ့ကိုဝန်ဒီနဲ့တောင်ပိုးပုံးကိုဈေးဝယ်ပုံးထဲသို့ဝက်ခိုင်းလိုက်ပါတယ်အင်ကွီလင်းကချာလီကိုအနှဲငယ်ဈေးဝယ်နေတဲ့ပုံလေးကိုပြောပြီးနောက်မှာဂေးတစ်ခုမှတွေ့ကြဖို့စီစဉ်ပါတယ်မကြခင်မှာပဲချာလီဟာသူ့မနဲ့ထပ်မံတွေ့ဆုံပြီးအင်ကွီလင်းကသူ့ကိုမိမိအိမ်ကိုမောင်းနှင်ခေါ်သွားပါတယ်ကားနဲ့သွားနေစဉ်အတွင်းအင်ကွီလင်းကမိမိခင်ပွန်းတည်ဆုံးပြီးနောက်6နှစ်ကြာမှဟက်ကဖြစ်လာခဲ့တာကိုပြောပါတယ်သူခင်ပွန်းက CIA ရဲ့လူထောက်တအုပ်ဖြစ်ပြီးရုရှားလုံခြုံရေးအဖွဲ့အစည်းကိုပါလုပ်ကင်ခဲ့သူဖြစ်ပါတယ်တကယ်တော့သူကမူလအင်ကွီလင်းပဲဖြစ်ပြီးသူမကိုအရာအလုံးတင်ပေးခဲ့သူဖြစ်ပါတယ်အာနာပိုင်တွေထံကသတင်းရတော့သူဟာတစ်ထက်ဆောက်အောင်ကနေမတော်တဆပြုတ်ကျတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်အင်ကိုရောက်တဲ့အချိန်မှာအင်ကွီလင်းကမိမိဒီနေရာမှာ3နှစ်ထက်ပိုနေနိုင်ခဲ့တာတခုတည်းသောနေရာဖြစ်ပြီးမိမိအမြဲပြေးဖို့ရတဲ့ဘဝကိုပြင်ပန်းလာပြီလို့ပြောပါတယ်ရုရှားတွေတကယ်မိမိကိုလာလိုက်တဲ့ခါအတွက်မိမိမှာကိုယ်တိုင်တက်နိုင်ဖို့တင်းနေရှိတယ်လို့လည်းဝန်ခံပါတယ်နောက်ဆုံးမှာသူတို့ကအမှုပိုင်အကြောင်းစတင်ဆွေးနွေးကြပါတယ်ဟော့ဆိုသူကလက်နက်ကင်တပ်ဖွဲ့တွေကိုငှားဖို့တာဝန်ယူထားတဲ့ခေါင်းဆောင်ဖြစ်ပါတယ်လော်ယန်စ်ကတော့လက်နက်ရောင်းသူဖြစ်တာကြောင့်အင်ကွီလင်းကမိမိကိုယ်တိုင်လက်နက်ရောင်းသူပုံလိုက်ပြီးသူနဲ့ဆက်သွယ်ဖို့စိတ်ထဲထားပါတယ်နောက်ဆုံးမှာတော့မစ်ကာဆိုသူကမကြာခဏခီးသွားလိရှိပြီးမိမိလုပ်တာတွေကိုအမြဲအွန်လိုင်းမှာတင်လိရှိသူဖြစ်ပါတယ်သူတို့ကဓာတ်ပုံတွေကိုဝိုင်းဝန်းစစ်ဆေးကြပြီးအမျိုးသမီးတဦးဟာချာလီနဲ့အတူရှိနေတဲ့အကြောင်းတွေ့ရှိကြပါတယ်မျက်နှာအတိမတ်ပြုစနစ်ကိုအသုံးပြုပြီးသူမရဲ့ရာကောက်ကိုရှာဖွေတက်ရှိနိုင်ပါတယ်ထို့သောဖြစ်သည်နှင့်သူမဟာစပိန်နိုင်ငံမှာရှိနေကြောင်းအတည်ပြုနိုင်ပါတယ်နောက်တစ်နေ့မှာကဲလက်ကသူ့ဖွဲ့ကိုအကြမ်းဖက်သမားများအပေါ်စောင့်ကြည့်ထားဖို့ညွှန်ကြားပါတယ်ချာလီကိုရှာဖွေရန်အတွက်ပဲဖြစ်ပါတယ်အိုဘီယန်ကမူးတွေ့ပြီးမိမိကိုခွင့်မယူဘဲရှိုးဝက်ဆောင်ရွက်မှုတွေလုပ်တာရပ်ဖို့လိုအပ်ကြောင်းပြောပါတယ်မူကပြန်ဖြေတဲ့အခါမင်းရဲ့ခန့်သူအကြီးကဲဟောင်းကလည်းဒီလိုပဲပြောခဲ့တယ်ဒါကြောင့်ငါလည်းပြန်ပြောမှာကမင်းရဲ့တင်းကျပ်မှုကိုလုံးဝထောက်ခံနေပါတယ်လို့ပြောပါတယ်ဒီစည်းဝေးပြီးတာနဲ့အိုဘီယန်ဟာမိမိကားထဲတက်ပြီးနောက်အထွေထွေအကူကသူမကိုဟင်ဒါဆန်ရဲ့စပိန်မှာရိုက်ကူးထားတဲ့ဓာတ်ပုံကိုပြလိုက်ပါတယ်အဲ့ဒီလိုနဲ့မူကသူ့ကိုစပိန်ပို့ခဲ့တာဆိုတာကိုအတည်ပြုပြီးနောက်မှာအိုဘီယန်ကသူမဖွဲ့ရဲကတန်တရားရှိတဲ့တူကိုထပ်တစ်ပတ်အနေနဲ့စပိန်ပို့လိုက်ပါတယ်ဒီတစ်ချိန်မှာချာလီနဲ့အင်ကွီလင်းဟာဟိုတယ်တစ်ခုရဲ့လုံခြုံရေးကင်မရာများကိုဟက်ကလုပ်ပြီးနောက်မစ်ကာကိုရှာဖွေတွေ့ရှိနိုင်ပါတယ်ချာလီကမထရီမြို့ကိုခီးထွက်ပြီးမစ်ကာနေရတဲ့အတူတူဟိုရဲမှာလဲတယ်သူကမစ်ကာဟာအပေါ်ထက်ဆောက်ဦးနှစ်ခုကိုချိတ်ဆက်ထားတဲ့ရေကူးကန်မှာအကြိုက်ဆုံးရေကူးလေးရှိကြောင်းသိလာပါတယ်အဲ့ဒီအချိန်မှာပဲဟင်ဒါဆန်ဟာချာလီကိုအဲ့ဒီဒေသမှာတိတ်တဆိတ်လိုက်နေပါတယ်နောက်တစ်နေ့မှာချာလီကမစ်ကာကိုဖမ်းဖို့အတွက်အသုံးပြုမိစက်ပစ္စည်းတစ်ခုကိုတိစောက်ရရှိပြီးဟိုရဲတွင်းမှာဝတ်ထားပါတယ်ပြီးတော့မစ်ကာကိုဘားထိတိုက်လိုက်သွားပါတယ်ချာလီကမသိရနဲ့ဟင်ဒါဆန်ကတော့လော့ဘီမှာနေပြီဘာမှချာလီကတန်တရားရှိတဲ့လူတဦးကိုမြင်လိုက်ပါတယ်သူဟာလွန်ခဲ့တဲ့အချိန်ကမြင်မှုတဲ့လူဖြစ်တဲ့အတွက်အဖွဲ့ဝင်တယောက်ကသူ့ကိုလိုက်နေတာကိုသတိပြုမိလာပါတယ်သူကမိမိနားတက်ထားတဲ့နားချက်တက်ဆက်တန်မှတစ်ဆင့်အင်ကွီလင်းကိုသတင်းပေးပါတယ်အင်ကွီလင်းကအဲ့ဒီလူရဲ့မျက်နှာကိုရှာဖွေနိုင်ရှင်ပြီးသူက CIA ချက်ချက်အေဂျင့်တဦးဖြစ်တာအတည်ပြုနိုင်ပါတယ်အင်ကွီလင်းကလည်းဟင်ဒါဆန်ကိုကင်မရာမှာမြင်လိုက်ပြီးချာလီကိုအစီအစဉ်ကိုဖျက်ဖို့သတိပေးလိုက်ပါတယ်ဒါပေမဲ့ချာလီကတော့မိမိအစီအစဉ်တိုင်းဆက်လုပ်မယ်လို့ဆုံးဖြတ်ပါတယ်မစ်ကာဟာရေကူးကန်စီကိုတွားတဲ့အချိန်မှာချာလီကသူ့ကိုရင်ဆိုင်ပြီးဟော့စ်ကိုဘယ်မှာရှာနိုင်မလဲဆိုတာမေးပါတယ်မစ်ကာကမပြောလျင်ရေကူးကန်ကိုဖျက်ဖို့ဖြစ်လာမယ်လို့ချာလီကချင်းချောက်ပါတယ်မစ်ကာကမယုံပဲနောက်ပြန်ရေကူးတိန်လဲသွားတယ်ဒါကြောင့်ချာလီကခလုတ်တစ်ခုကိုနှိပ်လိုက်ပြီးဖန်မန်ကကွဲဖို့စတင်လာပါတယ်အန်ရတွေ့တဲ့မစ်ကာကပုံမြင်ရေကူးလာခဲ့ပေမဲ့အချိန်မီမသွားခဲ့ပါဘူးဖန်မန်ကကွဲချိုးသွားပြီးမစ်ကာကတေးဖို့ရှိတဲ့အထိပြိုကျသွားပါတယ်ရေကလည်းလမ်းပေါ်ကိုမိုးကြီးတယ်လို့တက်လွှမ်းလာပါတယ်အဲ့ဒီအချိန်မှာပဲအင်ကွီလင်းကချာလီကိုသတိပေးပါတယ်ဟင်ဒါဆန်နဲ့တခြားအေဂျင့်တဦးကသူ့စီကိုနီးလာနေပြီးသူမကလွှဲဖို့လက်ညွှန်ချက်များပေးလိုက်ပါတယ်အဲ့ဒါနဲ့လက်ရှာမှုတစ်ခုစတင်လာပြီးဟင်ဒါဆန်ကချာလီကိုချုပ်ကန်ပြီးတော့မှဖြစ်လာပါတယ်အဲ့ဒီအချိန်မှာပဲတခြားအေဂျင့်ကလည်းလက်ခံမှုတစ်ခုစတင်လိုက်ပါတယ်အဲ့ဒီမျိုးသားကဟင်ဒါဆန်ကိုပြေးစီးလုပ်ပြီးသူတို့နှစ်ဦးအဝတ်လျှော်ခန်းမှာပြန်တက်ဖြစ်ကြပါတယ်ချာလီကသူတို့ကိုမြင်နေရင်းနဲ့တယောက်နဲ့တယောက်ကိုလှည့်ပေးခောက်ပေးနေတာကြည့်နေတာပါပဲဟင်ဒါဆန်ကတစ်ချိန်မှာတော့အမျိုးသားရဲ့ဦးခေါင်းကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်ပါတယ်အေဂျင့်ကတင်းနဲ့ထုတ်ပြီးဟင်ဒါဆန်ကိုပြစ်လိုက်ပါတယ်ဒါပေမဲ့ဟင်ဒါဆန်ကတင်းနဲ့ကိုပြန်ခိုးယူပြီးသူ့ကိုပြန်ပြစ်လိုက်ပါတယ်နောက်မှာတော့ချာလီကအခန်းထဲကိုဝင်လာပြီးသူတို့ကိုကူညီတင်လာဆိုပြီးစဉ်းစားတယ်ဒါပေမဲ့အင်ကွီလင်းကပြေးပါလို့ပြောသွားတာကြောင့်သူကထပ်မစဉ်းစားတော့ပဲထွက်ပြေးသွားပါတယ်နောက်တစ်နေ့မှာအိုဘရန်ဟာမူကိုသူ့မရဲ့ရုံးခန်းထဲခေါ်ပြီးချာလီအကြောင်းမေးပါတယ်မူကသူကအပင်ပန်းကြောင့်လှုပ်ပိတ်ချိန်ယူထားတယ်လို့ပြောပါတယ်အိုဘရန်ကလည်းအဲ့ဒါနဲ့မိကုံးမထက်မေးခွင့်ပြုလိုက်ပါတယ်ဟိုတယ်ကကင်မရာဖုတေးတင်ထားတယ်ဆိုတာကိုသူမကပေါ်ထုတ်လိုက်သည်တစ်ချိန်တည်းမှာပဲကလစ်နဲ့သူ့ဖွဲ့ကတူညီတဲ့ဗီဒီယိုဖုတွေကိုကြည့်ရင်ချာလီဟာထောက်ကူရသူရှိတယ်ဆိုတာကိုသိလာကြတယ်သူတို့ကချာလီရဲ့ encrypt ဖြစ်တဲ့ချက်တွေကိုစစ်စစ်ကြည့်ပြီးနောက်ဆုံးမှာအင်ချူလင်းဆိုတဲ့နာမည်နဲ့လာတဲ့ message တွေကိုရှာဖွေတွေ့ရှိတယ်ရှာဖွေမှုကြပြီးနောက်မှာအင်ချူလင်းဆိုတဲ့တေဆုံးသွားတဲ့ agent တဦးရဲ့ဖိုင်ကိုတွေ့ပြီးသူ့ဇနီးကပဲသူ့အစားအဖြစ်တာဝန်ယူနေတယ်ဆိုတာကိုခန့်မှန်းကြတယ်အဲ့ညမှာချာလီနဲ့အင်ချူလင်းတို့ကတူအိတ်ကြမယ်လို့သဘောတူကြတဲ့အခက်အခဲတွေကြောင့်ဖြစ်ပေမဲ့အနားမှာတယောက်ကိုတယောက်ထောက်ထားဖို့ပါပဲဒါပေမဲ့သူတို့အိတ်နေချိန်မှာအင်ချူလင်းရဲ့ငှက်တွေဟက်ခေါ်တန်ကြားသွားကြတယ်ပြီးတော့လုံခြုံရေးကင်မရာမှာ agent တွေများများကရှောက်လာနေတဲ့အဖြစ်ကိုမြင်ကြတယ်သူတို့နှစ်ယောက်ကနိုင်ရန်တွေကရှုပ်ဝက်လမ်းကြောင်းကနေဘေးလွှဲပြေးကြတယ်ထွက်သွားချိန်မှာချာလီကကောင်းဆုံးတိမ်ဝက်နေဖို့စူးစမ်းပေမဲ့တရုံးတစင်းကိုကောင်းကင်မှာတွေ့တယ်သူတို့ကချာရင်တလုံးထဲကိုဝင်ပြီးဖမ်းမိမှာကိုရှောင်ကျဉ်ဖို့အောင်မြင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲ agent တွေကသူတို့နေရာကိုထိုးဖောက်ဝင်လာကြတယ်ဒါဆိုပေမဲ့ကွန်ပျူတာကဖိုင်အားလုံးကိုဖျက်နေပြီးသားဖြစ်တဲ့အတွက်သူတို့ဘက်မှာဘာမှမကြံတော့ဘူးသူတို့ကကန်းချေကိုဆင်းပြီးအင်ချူလင်းရဲ့ကားထဲကိုရောက်လာတယ်ဒါပေမဲ့တရုံးကသူတို့ကိုမြင်သွားတယ်
မကြာမီအေဂျင့်တွေကသူတို့နောက်ကိုလိုက်လာပြီးအကြမ်းဖက်ဖွင့်ပစ်လာတယ်နောက်ဆုံးတော့သူတို့ကိုလှေနဲ့တောင်လိုက်လာကြတယ်အတိုက်ခံကြတဲ့နောက်အေဂျင့်တွေကကားကိုထိခိုက်အောင်လုပ်နိုင်ခဲ့တယ်အဲ့ချိန်မှာအင်ဂျူလင်းကပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်ချာလီဟာနောက်ဆုံးမှတော့မဆက်ဖြစ်တာကြောင့်သူ့ကိုနားထိုင်ကုန်ကိုရွှေ့ပြီးသူမိမိကိုယ်တိုင်ကောင်တာကိုယူရဲထို့နောက်အေဂျင့်တွေကိုလွှဲပြီးမြင်ကွင်းရဲကနေဖြောင်းနိုင်ခဲ့တယ်နောက်ပိုင်းမှာသူကကားကိုဂဲရိတ်ချက်ထဲမှာထားပြီးအင်ဂျူလင်းကိုနမ်းပြီးပြန်လွတ်ခွာတယ်နောက်တစ်နေ့မှာချာလီကလော်ရင်းနစ်ကိုဆက်သွယ်ပြီးသူ့ကိုလက်နက်ကုန်ပြီးတယောက်လိုပုံရအောင်မျိုးစားထက်ကတွေးဆုံဖို့စီစဉ်တယ်ဒီလိုလုပ်ပြီးနောက်ချာလီကအီလက်ထရွန်နစ်ပစ္စည်းတွေဝယ်ယူပြီးယိုမီနီယာကိုခီးထွက်တယ်စွန့်ပစ်ထားတဲ့အဆောက်အုံတစ်ခုမှာသူကသူ့မိမိမျက်နှာကိုဗီဒီယိုရိုက်ကူးပြီးဘားလင်မှာရှိတဲ့လုံခြုံရေးကင်မရာစနစ်တစ်ခုကိုဟတ်လုပ်တယ်အဲ့ဒီအချိန်မှာ CIA ကချာလီဟာဘားလင်မှာရှိတယ်လို့ထင်ပြီးသူတို့ကသူ့ကိုဖမ်းဖို့လူတွေကိုအဲ့ဒီနားပို့လိုက်တယ်လော်ရင်းနစ်လာရောက်တဲ့အချိန်မှာသူကထိုင်ကုန်ပေါ်မှာဖုန်းတစ်လုံးမလားမနာနဲ့မိုက်ခေါ်နေတဲ့တန်ကြားတယ်ဖုန်းကိုလဲကြည့်တော့ချာလီကသူ့ကိုဘောက်စ်ထဲကိုကြည့်ပါလို့ပြောတယ်လော်ရင်းနစ်ကဖွင့်ကြည့်တော့ဘုံများစွာပါတယ်မရွှေ့ရင်ကောင်းတာပဲရွှေ့လိုက်ရင်ဘုံပေါက်မယ်ထိုအချိန်မှာပဲဘောက်စ်ထဲမှာဆာယာရဲ့တပ်ပုံတစ်ခုကိုတွေ့ပြီးချာလီကသူ့အနောက်ကနေထွက်ပေါ်လာတဲ့ချာလီကဟော့စ်ရဲ့ဒီနေရာကိုမေးတယ်ညှိနှိုင်းပေးမယ်ဆိုရင်ဘုံဖြုတ်ပေးမယ်လို့တင်ပြတယ်လော်ရင်းနစ်ကဟော့စ်ဟာရွှေရှားရည်ဆက်နေမြေထဲမှာအလုပ်လုပ်တဲ့ပုံမှန်အားဖြင့်ဘောလာတပင်လေစိတ်ကန်းတစ်ခုမှာပစ္စည်းလက်ခံတယ်လို့ရှင်းပြတယ်ချာလီကနောက်ထပ်မေးတယ်ဟော့စ်နဲ့ဆက်သွယ်ဖို့ဘယ်လိုလုပ်ရမလဲလော်ရင်းနစ်ကပြန်ပြောတယ်သူ့ကိုတဆင့်ရှိုးဝက်ကုန်းနဲ့သူ့လူတွေကသာမစိတ်ပေးတယ်အဲ့ဒီနံပါတ်တွေနဲ့နာမည်တွေအားလုံးသူ့ဖုန်းထဲမှာရှိတယ်ပြီးတော့သူကဖုန်းကိုမြေပြင်ပေါ်ကိုပစ်လိုက်တယ်ချာလီကဖုန်းကိုကောက်ယူပြီးထွက်သွားချိန်မှာဘဲနောက်ကခန်းထဲမှာဘုံပေါက်တဲ့တန်ကြားရတယ်လော်ရင်းနစ်တည်သွားပြီဖြစ်တယ်မကြာမီ CIA ကလော်ရင်းနစ်ဟာယိုမီနီယာမှာတည်သွားတယ်ဆိုတဲ့သတင်းရလာပြီးနောက်သူတို့ကြည့်နေတဲ့ဗီဒီယိုဟာအတုဖြစ်နေခဲ့တယ်ဆိုတာကိုသဘောပေါက်လာကြတယ်နောက်ပိုင်းမှာယောရှားဟိုရဲ့တခုမှာချာလီဟာဆာယာဟာသူနဲ့အတူရှိတယ်လို့မူထင်ပြီးသူမပေးခဲ့တဲ့လက်ဆောင်ကိုဖွင့်တယ်ချာလီဟာသူ့ဇနီးဆာယာပေးခဲ့တဲ့ပဟေတီကိုမြ мян ဆန်းဆန်းဖြည်းဖြည်းပြီးအတွင်းမှာချစ်ခင်တဲ့စာသားတစ်ခုတွေ့တယ်နောက်ဝိမနက်မှာချာလီကစိတ်ကန်းကိုသွားတယ်အဲ့ဒီမှာတန်တရားရှိတဲ့ရင်တစင်းကိုမြင်တယ်သူကဟော့စ်မန်ကိုရှိုးဝက်ကုတ်ပို့လိုက်ပြီးနောက်မှာအဲ့ဒီရင်ကိုကြည့်နေတဲ့လူတစ်ယောက်ကဖုန်းကြည့်တာမြင်တယ်ချာလီကသူ့နောက်ကနေလိုက်ပြီးသူစီးနေပင်လေးကိုတပ်ပုံရိုက်ပြီးမှနားကွယ်တယ်ကိရိယာတွေဝယ်ပြီးနောက်ဟိုတယ်ကိုပြန်လာတဲ့ချာလီဟာတင်မောနံပါတ်ကိုအသုံးပြုပြီးအဲ့ဒီလေကနေပါဝင်တဲ့ရက်ကိုရှာတွေ့တယ်အဲ့အပြင်ဟော့စ်တုံးနိုင်တဲ့ပင်လယ်လမ်းကြောင်းတွေနဲ့ပတ်သက်တဲ့သူဒေသနာတွေကိုလည်းလေ့လာတယ်နောက်နေ့မနက်ချာလီကလေးနီးသွားချင်တာနဲ့တပြိုင်နက်မှာသူ့နောက်ကနေတယောက်ကထိုးချလိုက်တယ်ဒါကြောင့်ဆာယာရဲ့ပဟေတီကိုလည်းကြံထားခဲ့တယ်ချာလီကိုရက်တွင်းတယ်သွားကြတယ်ဒီမှာပဲဟော့စ်နဲ့သူပထမဆုံးတွေ့ပါတယ်ဟော့စ်ကလည်းချာလီဖုန်းထားတဲ့ဘုံကိုရှာဖွေတွေ့ပြီးသားဖြစ်တယ်ဟော့စ်ကချာလီဟာသူ့ကိုတိုက်ရိုက်မတက်နိုင်ဘူးတစ်စင့်နီးနဲ့ပဲလှုပ်တယ်လို့ထင်တယ်သူကချာလီကိုတင်းနဲ့တက်လက်ပေးပြီးတင်းမယ်ဆိုရင်တက်ပါလို့ပြောတယ်ဒါပေမဲ့ချာလီကမလက်နိုင်ဘူးတင်းနဲ့ကိုမြေထဲပြန်ချလိုက်တယ်အဲ့ချိန်မှာပဲရဟာတလောင်တခြားဘက်ကိုပြောင်းလဲလာပြီးမော်တော်သမားတွေအပါဝင်လက်ဖွဲ့အားလုံးစိတ်ပူကြတယ်ချာလီကအဲ့ဒီအချိန်မှာပဲအမှန်ဖော်ထုတ်တယ်သူဟာရက်ကိုထိန်းချုပ်ထားပြီးဖင်လန်တို့ချမှတ်ထားတယ်လို့အဲ့ဒီရဟာရက်စနစ်ဖြင့်ကာကွယ်ထားတဲ့စနစ်ဖြစ်တဲ့အတွက်ချာလီကဒီစနစ်အတွင်းမှာနည်းပညာဖွဲ့တဲ့တရားဖြစ်တာကြောင့်ဟတ်ချင်းလုပ်ဖို့လွယ်လွယ်ကူကူပဲမကြာမီမှာပဲဖင်လန်ရေတပ်နဲ့အင်နာဘိုတို့ကရက်ကိုဝိုင်းလို့ဟော့စ်နဲ့သူ့လူတွေကိုဖမ်းဆီးကြတယ်နောက်ပိုင်းမှာအိုဘရိုင်ကမီဒီယာရှိမှသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး CIA ရဲ့အရင်းမြစ်တွေကိုအကြမ်းဖက်ဖို့သုံးနေတဲ့အကျင့်ပြအေဂျင့်တွေအားလုံးကိုဖမ်းပြီးလို့ကြေညာတယ်ချာလီကိုဟန်နာဆန်ကလာတွေ့ပြီးတင်လုပ်ခဲ့တာကိုဂုဏ်ယူပါတယ်လို့ပြောတယ်နောက်ဆုံးမှာချာလီဟာဆာယာရဲ့တင်ချိုင်းကိုသွားနာယူပြီးအိမ်ပြန်လာတယ်ပြီးတော့လေရင်ကိုနောက်ဆုံးချိန်ဖြစ်စီးထွက်တယ်ကြည့်ပေးသည့်အတွက်ကျေးဇူးတင်ပါတယ်